ကျွန်တော်ကညီလေးကိုဖတ်ဖို့ကြိုးစားခဲ့ရုံတင်ရှိသေးတယ်အမေကကျွန်တော်ကိုကြမ်းပြင်ပေါ်ရောက်အောင်အတင်းတွန်းလွှတ်လိုက်တယ်ကျွန်တော်အရန်ဝမ်းနေပြီးငိုခဲ့ရပေမဲ့ဒါဟာသူမနေမကောင်းလို့ပဲဆိုပြီးအမေကိုအပြစ်မတင်ခဲ့ပါဘူးအဲ့ဒီနောက်ကျွန်တော်ဆွဲထားတဲ့ပကြီးကားလေးကိုအမေကိုပေးခဲ့ပေမဲ့သူမကမပြောရတဲ့အပြင်တခြားသူရဲ့စာအုပ်နဲ့အမှုပညာတွေကိုခိုးယူထားတာဆိုပြီးကျွန်တော်ကိုဆွဆွဲခဲ့တယ်သူမဟာဒေါသတကြီးနဲ့ကျွန်တော်ကိုထပ်ပြီးအပြစ်ပေးခဲ့ပြန်တယ်နောက်တစ်နေ့မှာတော့လန်ဒန်မြို့ဟာရန်သူဘုံကျဲမှုတံကိုခံနေရတာကြောင့်အစိုးရရဲ့အစီအစဉ်နဲ့ကျွန်တော်တို့ကလေးတွေကိုယထာတွေနဲ့နေဘက်စီပို့လိုက်ကြတယ်ကျွန်တော်ကတော့တယောက်တည်းနေထိုင်တဲ့အဖိုးကိုတယောက်ရဲ့အိမ်ကိုရောက်သွားခဲ့တာပေါ့အဖိုးကကျွန်တော်ကိုတိတ်ပြီးကြိုးဆိုပုံမရတာကြောင့်သူ့အိမ်မှာနေရင်သူ့စိတ်အနှောက်အယှက်ဖြစ်မှာဆိုလို့အရာရာကိုတတိထားပြီးနေခဲ့ရတယ်တနေ့မှာကျွန်တော်ငိမ့်ငိုင်နေတော့ခွေးတစ်ကောင်ကရုတ်တရက်ခုန်ထွက်လာတာကြောင့်လန့်သွားပြီးကိုကာကွယ်ဖို့အတွက်ဂေါ်ပြားတစ်ချောင်းကိုကောက်ကင်လိုက်မိတယ်ဒါကိုအဖိုးကမြင်သွားပြီးဒေါသတကြီးနဲ့တားခဲ့ပါတယ်အဲ့ဒီညနေမှာတော့ချမ်းသာကြောင့်မိဖို့ဘေးမှာအတူတူထိုင်နေခဲ့ကြတယ်အဖိုးကမိဖို့တဲကအနီရောင်တန်ချောင်းကိုကင်ပြီးသူ့ခွေးကိုလာမရှုပ်ဖို့ပြောတဲ့အခါကျွန်တော်ကသူ့ကိုချင်းချောက်နေတယ်ထင်ပြီးကြောက်လန့်ကမေးလဲသွားခဲ့တယ်အဖိုးကတခုခုတော့မှားနေပြီဆိုတာရိပ်မိပြီးကျွန်တော်အိတ်ကိုစစ်ကြည့်တဲ့အခါအမေရေးထားတဲ့စာတစ်စောင်ကိုတွေ့လိုက်ရတယ်အဲ့ဒီစာထဲမှာကျွန်တော်အစိုးလို့ရင်အိတ်ထဲမှာပါလာတဲ့ခပ်ပတ်နဲ့ရိုက်ပြီးအပြစ်ပေးလို့ရတယ်လို့ရေးထားတာပါအဲ့ဒါကိုဖတ်ပြီးနောက်မှာတော့အဖိုးဟာအရန်ဒေါသထွက်သွားပြီးကျွန်တော်ပေါ်ထားတဲ့သဘောထားတွေလည်းပြောင်းလဲသွားပါတော့တယ်အဖိုးကကျွန်တော်အတွက်အိတ်ရခင်းတွေလဲပေးတယ်လို့အဝတ်စားဟောင်းတချို့လည်းပေးခဲ့တယ်ကျွန်တော်ကတော့ဘာမှမသိပဲအဝတ်စားတွေလဲဖို့လုပ်နေတော့မှအဖိုးကကျွန်တော်ကြောကုန်းပေါ်ကကြောက်စရာကောင်းတဲ့ဒဏ်ရာတွေကိုမြင်သွားခဲ့တယ်အမေရေးထားတဲ့စာကိုသူပြန်တရိရသွားပြီးအမှန်တရားကိုချက်ချင်းနားလဲသွားခဲ့တာပေါ့သူကအဲ့ဒီခါဘက်ကိုဒေါသအကြီးနဲ့လွှင့်ပစ်လိုက်ပါတယ်မကြခင်မှာပဲအဖိုးကကျွန်တော်ကိုကြောင်းပို့ဖို့လုပ်ခဲ့ပေမဲ့ကျွန်တော်ကညှင်းဆန်နေခဲ့တယ်အမေကကျွန်တော်ကိုဘယ်တော့မှကြောင်းမထားခဲ့တယ်လို့စာတစ်လုံးမှလည်းမဖတ်တတ်လို့ပါပဲအဖိုးကကျွန်တော်အခြေအနေကိုသိသွားတဲ့အခါစိတ်ရှည်လက်ရှိနဲ့စာတင်ပေးခဲ့တယ်ကျွန်တော်လဲစာတွေကိုမြ мян ဆက်ဆံပဲတက်မြောက်လာခဲ့ပြီးအဖိုးနဲ့အတူနေဘက်ကဘဝမှာတဖြည်းဖြည်းယိုအန်းလာခဲ့ပါတယ်တနေ့မှာတော့အမေနေမကောင်းဖြစ်နေတဲ့ဆိုတဲ့စာကိုရလိုက်တာကြောင့်အဖိုးကိုနှုတ်ဆက်ပြီးလန်ဒန်ကိုယထာနဲ့ပြန်လာခဲ့တယ်ဒါပေမဲ့အိမ်ထဲခြေချလိုက်တာနဲ့အမေကကျွန်တော်ကိုမြေအောက်ခန်းနဲ့တွန်းပို့လိုက်ပါတော့တယ်သူမရဲ့စိတ်ဝေဒနာကထပ်ပြီးဖောက်ပြန်လာတာပေါ့အဖိုးကကျွန်တော်စီကဘာသတင်းမှမရတော့တာကြောင့်စိတ်ပူပြီးလန်ဒန်ကိုလိုက်လာခဲ့တယ်သူမြေအောက်ခန်းတကားကိုဖွင့်လိုက်တဲ့အချိန်မှာကျွန်တော်ဟာအဲ့ဒီထဲမှာအပိတ်ခံထားရတာရက်တော်တော်ကြာနေပါပြီကျွန်တော်ရင်ခွင်ထဲကညီလေးဟာအသက်မရှိတော့သလိုအမေကလည်းပျောက်ကွယ်သွားခဲ့ပါပြီဒီဖြစ်ရက်ကြောင့်ကျွန်တော်ဟာစိတ်တန်ရာအပြင်းထန်ရခဲ့ပြီးအမြဲတမ်းအိမ်မက်ဆိုးတွေမက်နေတတ်တယ်ဒါကြောင့်အဖိုးကကျွန်တော်ကိုနေဘက်ကိုပြန်ခေါ်သွားပြီးတိတိကျကျပြုစုပေးခဲ့တာကြောင့်တဖြည်းဖြည်းနဲ့ပြန်ပြီးနေကောင်းလာခဲ့ပါတယ်အိမ်နီးနားချင်းရဲ့မွေးကင်းစကလေးလေးကိုမြင်တဲ့အခါမှာတော့ဆုံးပါသွားခဲ့တဲ့ညီလေးကိုတတိယမိလုံးပါပဲဒီကလေးလေးကိုကြည့်ပြီးကြမ်းကြမ်းမာမာနဲ့ကြီးပြင်းလာပါစေလို့ပဲကျွန်တော်ဆုတောင်းပေးနေမိပါတော့တယ်